ခက်ခဲတဲ့ငလင်ထဲမှာကျမတို့ကပြိုကျသွားတာပေါ့နော်ပြိုကျသွားတာမှာဘာမှကိုပြင်မရအောင်ကိုလုံးဝကိုပြိုကျသွားခဲ့တာဖြစ်တယ်ပြိုကျသွားတဲ့အချိန်မှာတော့အရန်ကိုစိတ်ချက်တွေလည်းကျတယ်ကျမစိတ်ချက်ကိုအရန်ကျသွားပြီးတော့ဘလို့မှကိုပြန်လဲပြီးတော့မထူထောင်နိုင်တော့ဘူးလို့ကိုထင်ခဲ့တာဒါပေမဲ့ကျမတို့ကဒီလုပ်ငန်းကိုအရန်ချစ်မြတ်လို့ပါတယ်ဒီအလားအပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုကျမတို့ကအရန်မြတ်လို့တာဖြစ်တဲ့အတွက်တကယ်ကိုဘာလဲအလားအပမြတ်လို့တဲ့မိန်းကလေးတွေအကုန်လုံးကိုခေါင်းစချေအဆုံးကိုဝန်ဆောင်မှုပေးဖို့အတွက်ကို H2M ကိုပြန်လည်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အခုတီတို့က H2M ကကြတော့လုံးဝနေချစ်ချင်းမြတ်တာနဲ့မိသားစုလိုမျိုးလုပ်နေပေါ့နော်တီထောင်ထားတာတီဆောက်ထားတာဖြစ်တဲ့အတွက်တီတို့ရဲ့ H2M ကိုလည်းလာရောက်ပြီးတော့အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဒီထက်မကလည်းတိုးတက်အောင်မြင်အောင်လည်းကြိုးစားမယ်ပေါ့နော်ဒီရဲ့ချစ်ချင်းမြတ်တာနဲ့တီဆောက်ထားတဲ့ group ဖြစ်တဲ့အတွက်လေးလေးထွေးထွေးနဲ့ဧည့်သည်တွေကိုလည်းအကောင်းဆုံးပေါ့နော်ဝန်ဆောင်မှုတွေလည်းပေးပြီးတော့မှာပေါ့နော်အလားပါနဲ့ပတ်သက်ပြီးတော့မှလည်းစိတ်ဖြစ်အောင်အားလုံးပြုဆိုင်ပြီးတော့လုပ်ပေးမယ်ဆိုတဲ့အကြောင်းလေးပြောကြရင်လည်းဒီကကုန်ပြုပေးလိုက်ပါရှင်ဒီကနေ့16ရက်9လ2026မှာကျမတို့ရဲ့ H2M Beauty and Hair Studio ရဲ့ reopening လေးဖြစ်ပါတယ်ဒီကနေ့မှာ grand opening တော့မဟုတ်ပါဘူးကျမတို့က reopening ပါဘာလို့လဲဆိုတော့ H2M Beauty and Hair Studio က2022ကတည်းကကျမတို့ကဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီ2023နဲ့2025 3လပိုင်းမှာလုပ်ခဲ့တဲ့နှစ်လေးမှာကျမတို့ရဲ့ဆိုင်ရာပြိုကျသွားတာဖြစ်တယ်။ဒါကြောင့်ဒါပြိုကျသွားပြီဆိုပေမဲ့လည်းအခုတစ်ခါကျမတို့ပြန်ပြီးတော့ကျန်လို့ရုံချနိုင်ခဲ့ပြီပေါ့နော်။အားကြောင့်ဒီကနေ့ကကျမတို့ရဲ့ reopening လေးဖြစ်ပါတယ်ရှင်။အဲကြောင့်ကျမတို့ကပြိုလဲသွားပြီမဲ့လေကျမရဲ့အိမ်မက်ကိုတော့ကျမငလင်ကယူသွားလို့တော့မရပါဘူး။ဒါကြောင့်မလို့ကျမတို့ရှိတဲ့ခွန်အားနဲ့အစွမ်းနဲ့ကျမတို့ပြန်ပြီးတော့ပြန်လဲထူထောင်ထားတာဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ဖွင့်ပွဲမှာဆိုလို့ရှိရင် special promotion တွေအများကြီးဖွင့်လုပ်ပေးထားပါတယ်။အဓိကကတော့ကျမတို့ရဲ့ရှမ်ပူ6ချိန်ဝယ်ရင်2ချိန်လက်ဆောင်ပေးပါတယ်။စပင်ငယ်ရင်လည်း6ချိန်ဝယ်ရင်2ချိန်လက်ဆောင်ပေးပါတယ်။အဲ့ဒီလိုပဲ buy one get one promotion တွေလည်းရှိပါတယ်။အသားရည်နဲ့ပတ်သက်တဲ့ service တွေလည်းဝယ်ယူလို့ရပါတယ်။ H2M ကို131လမ်း69စီမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ရှင်။